Okay အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်တော့ကိုရှက်ဖြစ်ပါတယ် Okay တော့ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ကျွန်တော် Photoshop ထဲမှာတော်တော်များများအသုံးများကြတယ်ပေါ့နော်ဒီ level နဲ့ curve လေးကိုအကြောင်းပေါ့နော်ဘယ်အချိန်မှာကျွန်တော် level ကိုသုံးမလဲဘယ်အချိန်မှာ curve ကိုသုံးကြမလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်ပေါ့နော်အော် level နဲ့ curve ဒီကျွန်တော်အလင်းအမှောင်ချိန်နဲ့နောက် color တွေကိုလည်း color channel လေးဝေးလေးတွေလည်းပါတော့ကျွန်တော် color တွေကိုလည်းကျွန်တော်ချိန်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုဟာဘာတွေကွာဟာချက်ရှိလဲဘယ်လိုတွေသုံးသင့်လဲပေါ့နော်ဒါလေးကိုကျွန်တော် sharing လုပ်ပေးခြင်းတယ်ပေါ့နော်ကျွန်တော်ကတော့အများအားဖြင့်ပေါ့နော်အများအားဖြင့်အလွယ်တကူသုံးကျင်တယ်ဆိုရင်တော့ကျွန်တော်ကတော့ဒီ level ကိုသုံးတယ်ပေါ့နော် level ကိုသုံးတယ် level ဒီဟိုပါပေါ့ကျွန်တော် adjust လုပ်ရတာလွယ်ကူနဲ့လုပ်လို့ရတယ်color gradient မြန်မြန်ဆန်ဆန်ထည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ခုပေါ့နော်တစ်ခုကဘယ်ဟာလဲဆိုတော့ကျွန်တော် card မှာကြတော့သူ detailing လုပ်လို့ရတယ်ရှိတယ် point လေးတွေနဲ့ပေါ့နော်point လေးတွေထောက်လို့ရတယ် point လေးတွေကောက်ကိုလိုချင်လို့ရွှေ့လို့ရတယ် highlight ကိုလည်း highlight ရဲ့ဘယ်အပိုင်းကိုကျွန်တော်တို့ကသွားပြီးချိန်နေတာလဲဒါလေးတွေလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ curve ကိုချိန်မယ်ဆိုရင်လည်းစိတ်ရှည်ပြီးတော့တေချာဒီကာလာတုံးတွေပေါ့နော်ကိုယ်ပုံတွေကာလာတုံးတွေဘယ်အပိုင်းမှာကျွန်တော်တို့ချိန်နေတာလဲဥမာဒီ highlight ပိုင်းကိုလား mid tone လားနောက်ဒီ low ထဲမှာရှိတဲ့ color တွေဒါမှမဟုတ်အလင်းမောင်တွေလားဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့ကချိန်ကြည့်လို့ရတယ်ပေါ့နော် curve မှာဆိုရင်ပို့ပြီးတော့pro level အဆင့်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီ level မှာကျတော့ကျွန်တော်တို့ဒီရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူပဲသူ့မှာတော့ကျွန်တော်တို့အလင်းအမှောင်ဒီဘက်ဆိုရင် shadow line နဲ့ဒီဘက်ဆိုရင် highlight ဒါမျိုးပဲပေါ့အလင်းက mid tone နဲ့တော့ပါတယ်ပေါ့နော်ဒါပေမဲ့သူကအတိအကျဘယ်နေရာရဲ့လို့ point နေတော့မပါဘူးအဲ့လိုမျိုးလေးကွာတယ်အဲ့တော့လည်းကျွန်တော်တို့ကြည့်ကြအောင်ပေါ့နော်ကျွန်တော်ပုံတွေကိုသွားပြီးတော့စမ်းပြီးတော့ကျွန်တော်အသုံးပြုကြည့်မယ်ပေါ့နော်ဒီပုံလေးကိုကျွန်တော်တို့ချိန်ကြည့်မယ်ပေါ့နော် Okay ဒီပုံလေးကိုကျွန်တော်တို့အရင်ဆုံး level လေးနဲ့စမ်းကြည့်မယ်ပေါ့နော် level ခေါ်လိုက်မယ်ကျွန်တော်တို့ adjustment layer တစ်ခုအနေနဲ့ခေါ်လိုက်မယ်ပေါ့နော်အဲ့တော့ level မှာပထမဆုံးတွေ့ရမှာကျွန်တော်တို့ဒီမှာ property info ရှိမယ်နောက်ဒီမှာအဲ level ရှိမယ်ဒီကောင်ကဗာလဲ layer mask ပေါ့နော် layer mask အနေနဲ့လုပ်လို့ရတယ်နောက်ဒီမှာ preset တွေရှိတယ်ကျွန်တော်ဒီမှာ darker ဖြစ်ချင်တာနောက်ပို့ပြီးတော့ increase contrast ဖြစ်ချင်တာဒါမျိုးပေါ့နော်သူ့မှာဒီ preset လေးတွေပါတယ်ဒါဆို light ဖြစ်တယ်ဒါဆိုရင် metro ဒါဆို mid tone ပေါ့နော် mid tone brighter mid tone ကိုချိန်ရဟာလေးပေါ့နော်ဒါလို mid tone darker ဒါမျိုးမျိုးမျိုးရှိတယ်ပေါ့နော်သူ့မှာဒါကျွန်တော် default ပြန်ထားလိုက်မယ် okay ဒီအောက်မှာကျတော့ RGB အကုန်လုံးပေါင်းထားတာရယ်ဒီမှာ red channel ဆို red channel ပေါ့နော်ဒီကောင်လည်းကျွန်တော် auto ချိန်ခိုင်းလိုက်လို့ရတယ်ပေါ့နော်ဒီကောင် auto ချိန်ခိုင်းလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်အရင်ဆုံးဒီစမ်းပြီးတော့ချိန်ကြည့်မယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ point တွေထောက်ပြီးချိန်လို့လည်းရတယ်ပေါ့နော်သူက point တွေထောက်ပြီးတော့ချိန်လို့လည်းရတယ်ဒီကောင်ဆိုရင်ဒီကောင်ဆိုဘာဖြစ်မလဲဒီကောင်ဆိုရင်တဲ့7 image to 6 black point ပေါ့နော် black point ကိုကျွန်တော်တို့ဒီ press လောက်ရမှာ black point ကိုလောက်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ခုနက white point သွားလောက်လိုက်လို့အဲဆို black point ကိုသွားထောက်ပြီးတော့ကျွန်တော်တို့ဒီချိန်ပေးတာပေါ့နော် black point တွေကိုထောက်ပြီးတော့ပို့ပြီးတော့ဘဝကြည့်ကောင်းလာအောင်ချိန်ပေးတာပေါ့ okay ဒီကောင်ပြီးရင်ဒီကောင်တော့ mid point ဖြစ်မယ်ထင်တယ်ဒီကောင် simple in image to set gray point ပေါ့နော် gray point ဆိုဒီကောင်လေးပေါ့ဒီကောင်လေးဒီမှာဒီ color မှန်ချင်တော့ဒီနန်းလေးသွားပါပေါ့နော်ဒါမျိုး point လေးတွေထောက်လိုက်ပြီးတော့ကိုယ်ချိန်လိုက်ချင်လည်းရတယ်ပေါ့နော်ဒီလိုမျိုးဒါဆိုရင်အဝါတွေတန်းတဲ့ဘက်ဆိုတော့ပြာသွားမှာပဲပြာတွေဖြည့်ရဲ့ဘက်ဆိုရင်ဝါသွားမှာပဲနော်အဲ့တော့ဒီကောင် gray point ဒီကောင်ကတော့ white point ဖြစ်မယ် white point ကိုထောက်လိုက်ရင်သူကညီမယ်ဒါမျိုး black point တွေထောက်လိုက်လို့ရှိရင်ကိုကပိုးဖွေးအောင်သူကလှုပ်ပြင်မယ်နော်ဖွေးတဲ့နေရာတွေပြန်ထောက်မှာသူကမှန်တဲ့နေရာကိုပြန်ရအောင်လာမယ်ဖွေးတဲ့နေရာပေါ့နော်ဒီကိုဖွေးစေခြင်းတဲ့နေရာကိုလည်းသွားထောက်လိုက်လို့ရှိရင်လည်းရတယ်ဒီကောင်ကနော်ကိုဖွေးစေခြင်းတဲ့နေရာသွားထောက်လို့ရတယ်အရန်ဖွေးတဲ့နေရာတွေကိုပြန်ချုပ်ခြင်းနဲ့သွားထောက်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ point အနေနဲ့သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကို default ပြန်လုပ်လိုက်မယ်နောက် RGB မထားမယ်ဒီမှာချိန်ကြည့်မယ်ဒါကတော့ကျွန်တော် light ကိုချိန်လိုက်မယ်အရင်ဆုံးဒီမှာဒီကောင်အလွယ်တကူဒီဟာဆိုရင် highlight ကိုသွားတာဒါဆိုရင် mid tone ကိုချိန်တယ်ဒါ mid tone ကိုကျွန်တော်တို့ဒီမှာနည်းနည်းလေး shadow ဘိုင်းကို for ခြင်းဒါမျိုးသွားမယ်နော်
အဲ့မှာကျွန်တော်တို့ကဒီ black point ကိုနည်းနည်းလေးပြန်တိုးရင်တိုးလိုက်မယ်ပေါ့နော်ကိုယ်ထွက်ဖြစ်အောင်ပြန်တင်းအောင်ဒါလေးတွေလုပ်လို့ရတယ်ဒီအောက်မှာကျွန်တော်ဒီမဲ့gradient line လို့ရှိရပေါ့နော်ဒီကောင်ဒီဒါဒီ highlight ကို short တာဒီမှာဒါဒီ sorry ဒါဒီကျွန်တော်တို့ဒီ black point ကို short တာပေါ့နော်ဒီကောင်က black point ကို short တယ် white point တွေတိုးလာတယ်ဒီကောင်က black point ကို short တယ်ပေါ့နော်ဒီကောင်ကတော့လုံးဝ black point ကို short ပြီးတော့အမဲအောင်ဖြစ်သွားနိုင်တယ်ဒါမျိုးပေါ့နော်ဒါတွေက highlight တွေပြင်းနေရတယ်ဆိုဒါတွေနဲ့ short လို့ရတယ်ဒီမှာဒါ middle ဒါ highlight ကိုချိန်တာ highlight အတူ short ဒီကောင် black point အတူ short okay ပြီးရင်ကျွန်တော်အကြိုက်ဆုံးအောင်ဒီမှာဒီကောင်ရဲ့ red green တွေကျွန်တော်အလောက်ကြီးသွားပြီးတော့ချိန်လေးမရှိဘူးကျွန်တော် blue point ကိုသွားချိန်နေပေါ့နော်blue point မှာကျွန်တော်ဒီT color လေးလိုချင်တဲ့ဟာမျိုးပေါ့နော်ဒီမှာဒါမျိုးပိုးပြီးတော့ဘယ်လိုဝါလေးတွေဖြစ်ချင်တယ်ဆိုရင်ဒါမျိုးလေးပေါ့နော် share ကိုနည်းနည်းဝါခြင်းနဲ့ highlight ကိုကျွန်တော်ပြခြင်းနဲ့ဆိုဒါမျိုးလေးလောက်လိုက်တာပေါ့နော်ဒါမျိုးထားလေးတွေပေါ့ဒါမျိုးဒီမှာဆိုရင်ဒီလိုလေးနည်းနည်း short တာဒါ highlight ကိုဝါခြင်းတော့ highlight တွေဝါခြင်းတော့ဒီကောင်ကျွန်တော်နည်းနည်း short လိုက်တာhighlight ကိုဝါသွားစေဒီကောင်က black point ဒါဒီကောင်တင်လိုက်ရင်ဒီ dab ထဲကအပြာတွေတက်လာတယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲ feeling ပေါ့ feeling vibe အထာမျိုးရလာတာပေါ့နော်ဒါလေးတွေရလာတယ်ဒါဆိုကျွန်တော် blue point မှာသွားပြီးတော့ blue channel မှာသွားပြီးတော့ဒီချိန်တဲ့ဟာလေးပေါ့နော်ဒါကကျွန်တော်တို့ဒီ level မှာလွင်လွင်မြန်မြန်လုပ်လို့ရတဲ့ဟာပေါ့နော် okay နောက်တစ်ခုသွားကြည့်အောင်နောက်တစ်ခုကကျွန်တော်တို့ curve ကိုသွားကြည့်မယ်ပေါ့နော် curve ကိုသွားမယ် okay curve မှာကဒီမှာခုနလိုမျိုးပဲအပေါ်ကတော့ curve ရှိတယ် map ရှိတယ်ဒီမှာလည်းသူလည်းpreset တွေပေးထားတယ်ပေါ့နော် preset တွေကတော့ထုံးစံအတိုင်းပဲပြီးတော့ဒီမှာကျွန်တော်တို့ဒီမှာလက်ကလေးနဲ့သွားချိန်လို့ရတဲ့ဟာလေးပါတယ်ဒီကောင်ကအဲ sorry ဒီလက်လေးနဲ့သွားချိန်လို့ရတယ်ပေါ့နော်လေးနဲ့သွားချိန်လို့ရတယ်ဒီကို highlight ပြင်းနေ highlight နေရာတွေကိုဒီလုံးလုံး short လိုက်တဲ့ဟာပေါ့ဒီကောင် highlight short တဲ့ဟာ black point ဆိုရင်လည်း black point တင်းတဲ့ဟာ mid tone ကို mid tone တင်းနေတယ်ဆိုရင် mid tone တင်းတဲ့ဟာပေါ့နော်ဒီမှာဆိုရင်သူကဘယ်လိုလုပ်လဲဆိုတော့ကကိုသွားကြည့်လို့ရတယ်ဒါဆိုတာ mid tone ဒီအထဲကနေ mid tone ပေါ့နော်ဒီနန်းမှာ point ထောက်လိုက်နေအောင် highlight ဒီကောင်ပြန်ချလိုက်တာနဲ့သူက highlight ဖြစ်တဲ့နေရာတွေကိုကျွန်တော်တို့ပြန်ပြီးတော့သူကချော့သွားစေတယ်ဒီကောင်တင်လိုက်တာနဲ့ highlight ကတက်လာတယ်ဒီကောင်က mid tone ကိုပြန်ထားရင်ဒီမှာပြန်ထားလို့ရတယ်ဒါဆိုဒါ share တို့ပိုင်း share တို့ပိုင်းကိုဒီလိုမျိုးချလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့တော်တော်များများသုံးနေကြဖြစ်တဲ့ escape ပေါ့နော် escape card ပေါ့နော်ဒါကကျွန်တော်တို့ဒီမှာ card တွေအမျိုးမျိုးထပ်ပြီးတော့ဒီမှာထည့်လို့ရသေးတယ်ဒီကောင်ကို share တို့ထဲမှာနည်းနည်းလေးပြန်ပေါ်ခြင်းတဲ့နေရာလေးတွေပြန်ပေါ်ခြင်းတဲ့နေရာလေးတွေပြန်ပေါ်လို့ရတယ်နော်ဒါမျိုးလေးတွေပေါ့နော်highlight ကိုပြန်ချခြင်းချလို့ရတယ်ဒီနန်းလောက်ပဲထားဒီနန်းနောက်ကဟာတွေပြင်းတဲ့နေရာတွေပြန်ချခြင်းတယ်ဒါမျိုးပေါ့နော်အဲ့တော့ point တွေအများကြီးလုံးလို့ရပြီးတော့နော်ဒီကောင်မှာလိုတွေလည်းလုံးလို့ရတယ်ဒီကို point တွေနေရာတွေကိုအများကြီးပေးပြီးတော့ရတာကိုတော်တော်လေးပြောင်းလဲနိုင်တယ်ပေါ့နော် okay ဒီမှာလည်းဒီက black တွေ gray တွေ white တွေ point တွေပါတာပဲဒီကောင်ထောက်လိုက်တာနဲ့လည်းသူအလုံးလုံးတဲ့ဟာတွေပါတယ်ဒါဆိုရင်ကျွန်တော်တို့က bullet point ကိုထောက်မှာဒါမျိုးပေါ့နော် okay ဒီမှာဆိုရင်ဒါပါပဲဒီကောင်လေးကအသုံးခုလုံးကိုခြုံပြီးတော့ချိန်တဲ့ဟာလေဒီကောင်ဒီမှာခဲတဲ့ပုံစံလေးပေါ့နော်ခဲတဲ့ဘာလဲ draw to modify the card ပေါ့နော်ဒီ curve ကို modify လုပ်လို့ရတယ်ပေါ့နော်ဒီကောင်ကသူကအကုန်လုံးကိုဒီမှာသူကသုံးခုလုံးကိုchannel သုံးခုလုံးကိုသူကကောင်းကောင်းချိန်ပေးတဲ့ဟာပေါ့နော်ဒီကောင်ကတော့လူရဲ့အမှန်နေရာကိုယူမယ်ဆိုတော့ဒီလိုမျက်နှာပေါ်မှာယူရမယ်မျက်နှာပေါ်ယူကြည့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒါလက်နဲ့ဆို random ကြီးပဲဖြစ်နေမှာပေါ့နော် random ပဲဖြစ်နေမှာ okay
smoother curve value ဒီကောင်ကတော့ကျွန်တော်ဒီလိုတွေဒီမှာဒီကောင်ကကျွန်တော်ဒီ curve ကိုဒီမှာဆွဲလို့ရတဲ့ဟာတွေပေါ့နော်ဒီမှာလည်းသွားချစ်လို့ရတယ်ဒီမှာလည်းကိုယ်စိတ်ကြိုက်ဆွဲလို့ရတယ်ပေါ့နော်ဒါကို smoother curve value ဒီလိုမျိုးလုပ်လို့ရတယ်ပေါ့နော် smooth ဖြစ်အောင်ရွေးချင်းလုပ်လို့ရတယ် okay ဒါ okay အဲ့တော့ကျွန်တော် default ပြန်လုပ်လိုက်အောင်မယ် okay ဒီကောင်ကခုနဒီပေါ်မှာလဲကျွန်တော်တို့ဆွဲလိုက်လို့ရတယ်ဒီပေါ်မှာလဲဆွဲလိုက်လို့ရတယ်နောက်ဒီပေါ်မှာလဲကျွန်တော်တို့ကိုလိုချင်သလိုဆွဲလို့ရတယ် S ကဆို S ကပေါ့နော်ဒါမျိုးကြီးပေါ့နော်ကိုကြိုက်သလိုဆွဲလို့ရတယ်တခြားဟာတွေအကြောင်းတွေပေါ်လာမှာပဲဟောတော့နော်ဒါ blue channel မှာသွားဆွဲမယ်ဆိုရင်ဒါမျိုးပေါ့နော်ကာလာဝေးတွေအမျိုးမျိုးဒီ point တွေရဲ့ light သူကအကုန်လုံးကိုပြောင်းနိုင်တာပေါ့နော်ဒါဆိုရင် black point တွေကိုကျွန်တော်တို့ကပြောင်းဒီပေါ်ဆိုရင် white point တွေကိုပြောင်းမယ်သူ့ရဲ့ဒါကျွန်တော် curve ရဲ့အရန်ဟိုမိုက်တဲ့ဟာပေါ့သူကတော့ point တစ်ဝေးချင်းစီဒီ pixel တစ်ခုချင်းစီရဲ့ဒီ channel တွေကိုအကုန်လုံးကျွန်တော်တို့လိုက်ပြီးတော့ချိန်လို့ရတဲ့ဟာပေါ့နော်လိုမျိုးပါတကယ်တော့ရိုးရှင်းဒီကောင်ဒီကောင်တွေလည်းဘာမှမသုံးဘူးကျွန်တော်ရိုးရှင်းနေပြန်ချိန်ကြည့်မယ်လိုအဲ့ဒါလောက်ပေါ့နော်ဒီကောင်ပြန်ဖြုတ်လိုက်မယ်โอเคဒီကောင်ကိုထားလိုက်မယ်ဒါဆိုရင်ကိုကကို custom အကျက်လောက်တာပေါ့နော်ဒီကောင်လေးကလိုမျိုးဆွဲကိုကလိုလောက်လေးပဲဒါဆို share တွေကလည်းနည်းဖွင့်ရင်လိုမျိုးဆွဲ share တွေပြန်ပိတ်ခြင်းပြန်ချ highlight ဖွင့်ခြင်း highlight ဖွင့်နောက် blue channel မှာကျွန်တော်တို့ကခုနဒါမျိုး white ကိုဒီ highlight နေရာမှာ blue လေးဝင်ခြင်းဒီလိုမျိုး highlight နေရာမှာဒီလိုမျိုး yellow ပေါ့နော် lemon ရောင်လေးဖြစ်ခြင်းဒါမျိုးနောက်ဒီမှာဒီ dark တွေနေရာမှာ cyan လေးတက်လာခြင်းဒါမျိုးလုပ်လို့ရတယ်ပြီးရင်ကိုကဒီအလယ်မှာ middle မှာပြန်ပြီးတော့ကိုကအဝါမှုပြန်လုပ်ခြင်းလဲဆိုရင်ဒါမျိုးပြန်ချလို့ရတယ်နော် highlight မှာမထည့်ဘူး highlight မှာအဝါတွေပဲ okay ဒါမျိုးမှုပြောင်းပါမယ်ဒါဆို level ဒါကနောက် green channel မှာလည်းဒီလိုမျိုးပဲကိုလိုချင်သလို green channel တို့ဘာတော့ဒါဒီပုံနေထားနေရကျွန်တော် green channel ကတိတ်မလိုက်ရင်ဒီ point တွေလိုမျိုးဆွဲဖြုတ်လိုက်လို့ရတယ်ပေါ့နော်ဆွဲဖြုတ်လိုက်လို့ရတယ်ဒီက the adjustment adapt or layer blue click to click layer ဒါမျိုးဟိုလောက်လိုက်လို့ရတယ်ဒါ click map ပေါ့နော်သူ့ကိုဖြောက်ချင်တာမျိုးပေါ့နော်လိုမျိုးလောက်ထားလို့ရတယ်လိုမျိုးလောက်ထားလို့ရတယ်ဆိုတော့ကျွန်တော်ဒီအောက်မှာ layer လေးတစ်ခုထည့်ပြီးတော့ဒီ layer လေးကိုပဲကွက်ပေးချင်တာမျိုးလို့ပေါ့နော်မှတ်ထားပါတော့ဒီကောင်ဆိုရင် clip ဆိုရင်အဲဆိုရင်ဒီပုံကျွန်တော်ကတေးသေးလေးလောက်လိုက်မယ်ဒါဆိုရင်ဒီပုံရဲ့အရာသာနော်ဒီပုံရဲ့ effect ဘော effect ဒီပုံမှာပဲတက်ရောက်ပြီးအောက်ကပုံမတက်ရောက်တော့ဘူးဖြစ်တယ်ပေါ့နော်အောက်ကပုံဒီမှာ level နဲ့တက်ရောက်နေတယ်ပေါ့နော်ဒါ level နဲ့ကပ်ရဲ့ကွာခြားမှုပေါ့နော်ကပ်ဒီကျွန်တော်လိုအပ်သလိုတော်တော်လေးကိုပြင်ဆင်လို့ရတယ်အများကြီးပဲဒီကာလာဝေးတွေ modern art style ပုံစံမျိုးတောင်ပြောင်းသွားနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီဓာတ်ပုံอ่ะပေါ့နော် okay ကျွန်တော်ဒီနေ့တော့ဒီလောက်ပါပဲcurve နဲ့ level နဲ့ကိုအလွယ်တကူနားလည်ပြီးတော့သုံးချနိုင်ကြပါစေဘိုင်ဘိုင်ပါ